မင်္ဂလာပါရှင်လိုက်ဇာ TV ရဲ့မြန်မာဘာသာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့လာရှိုးမြို့မှာစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့စစ်ကောင်စီတပ်ကမိုးမောက်9မိုင်ဘက်မှာထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်ကျွန်မကသတင်းတင်ဆက်သူရှင်းမုံပါရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုစစ်ကောင်စီတပ်ကစက်တင်ဘာ24ရက်မနက်ပိုင်းအစောမှာလေရင်နဲ့၄ချိန်တီတီလာရောက်ပုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။စက်တင်ဘာလ24ရက်နေ့မနက်အစောပိုင်းတနာရီခွဲမှာတစ်ကြိမ်တနာရီ35မှာတစ်ကြိမ်4နာရီမှာတစ်ကြိမ်နဲ့4နာရီ5မိနစ်အချိန်တွေမှာတစ်ကြိမ်4ချိန်တီတီလာရောက်ပုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်လို့သိရပါတယ်။ပထမအကြိမ်လာရောက်ပုံကျဲတိုက်ခိုက်စဉ်မှာပေါင်900ပုံနှလုံးနဲ့ရက်ကွက်1ရထိုက်ဟိုတယ်နဲ့Golden Sunflower Hotel တွေမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဒုတိယအကြိမ်ပုံကျဲတိုက်ခိုက်ရမှာတော့လာရှိုးမြို့ရက်ကွက်2စက်ကင်ဆိုင်လမ်းကြားလက်ကီးရွှေဆိုင်အိမ်သားမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေတာခန်တူကအခုလိုပြောပါတယ်။စက်တင်ဘာ24ရက်နေ့ယနေ့မနက်တနာရီခွဲမှာပထမအကြိမ်လာကျေးသွားတယ်ပြီးတော့4နာရီဝန်းကျင်မှာဒုတိယအကြိမ်လာကျေးသွားတယ်စစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာတွေကကျွန်တော်တို့လာရှိုးမြို့အထင်ကျနေရာဖြစ်တဲ့ရက်ကွက်2လူနေထူထပ်တဲ့ဒီ Fully Light Hotel ရထိုက်ဟိုတယ်အနီးပတ်ဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်ဟိုတယ်နှလုံးကထိခိုက်ပျက်စီးမှုတွေအများကြီးရှိခဲ့တယ်ပြီးတော့အရတားပြည်သူလူထုရဲ့နေအများပြားလည်းထိခိုက်ပျက်စီးခဲ့တယ်လက်ရှိအချိန်ထိကျွန်တော်တို့ရရှိထားတဲ့သတင်းချက်လက်အရဆိုတော့ပြည်သူတို့ကတေဆုံးပြီးမှ15ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်နောက်ဆက်တွဲထိခိုက်ဒေဆုံးမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းမြောက်ဒေသတွေမှာလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာလအတွင်းအပြစ်မဲ့အရတားပြည်သူ20ကျော်အသက်သေဆုံးခဲ့ရပြီးအိုးအိမ်အများပြားပျက်စီးခဲ့တယ်လို့တိမ်ဖြူကသတင်းပေးပို့ထားတာပါ။KIA အမှတ်3နေမြေမိုးမောက်နဲ့ဗမော်လမ်းမပေါ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော့ဒီကနေ့စက်တင်ဘာ24ရက်နေ့မှာစစ်ကောင်စီတပ်ကမိုးမောက်9မိုင်မှာတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေတန့်ကားတွေအပါအဝင်ခြေလီနဲ့ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီကတပ်ဆုတ်သွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့6ကြိမ်ခန့်ပုံကျဲခဲ့ပြီးတော့လက်နက်ကြီးအကြိမ်90ခန့်ပစ်ခတ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။မိုးမောက်စစ်ကောင်စီတပ်ခမရ430ခွန်ကိုပြီးခဲ့တဲ့ဩဂုတ်လ19ရက်နေ့က KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တိုက်လေရင်ဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပုံကျဲရန်တမ်းပစ်ခတ်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။သတင်းတင်ဆက်ချင်းပြည်ဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။